အစီပြန်ပြီးတော့တင်းတိတ်လေးတွေကြာနေပါဟဲ့တဲ့သုံးလို့ရလားတဲ့ဆိုတော့လေအမသိလားအစီပြန်ပြီးတော့တင်းတိတ်ကြာတာလေအဲ့ဒါအသား6လို့ပဲသိလားမအဲ့တော့အမအယုံဆုံးဘာကိုရှောင်ရမလဲဆိုရင်တော့ alcohol ပါတဲ့ skin care တွေကိုရှောင်ရမယ်ပေါ့နော်တချို့ alcohol တွေမှာဒီခေတ်ထဲမှာတော့ alcohol ကိုတိတ်တော့မသုံးတော့ဘူးပေါ့နော်ဒါပေမဲ့သုံးတဲ့ product လေးလည်းရှိနေသေးရပေါ့နော်ထားပါတော့အဲ့တော့ alcohol ပါတဲ့ဟာတွေကိုရှောင်တစ်ခုကကျတော့အမစီပါတဲ့ skin care တွေကိုရှောင်ပေးပေါ့နော်အစီအရန်များတယ်ပြီးရင်အရန်ကြီးပြစ်တဲ့လေးတဲ့ cream တွေကိုအမချောင်ပေးရမယ်နော်အဲ့တော့ဘာလေးတွေဆောင်ရမလဲဆိုရင်တော့ဒီမှာပြထားတဲ့ဇရာလေးရှိရပေါ့နော်ဒါကအစီပြန်တဲ့သူတွေသုံးတဲ့ skin care routine ပေါ့နော်အမြဲတမ်းနေညလုပ်ရမှာပေါ့နော်ဒီ skin care routine လေးကိုအမဒါလေးကို screenshot ရိုက်ပြီးယူထားလိုက်ပေါ့နော်ဒါဆိုရင်ကိုဘာတွေသုံးသင့်လဲဘာတွေသုံးရမလဲဆိုတာပို့ပြီးတော့မှတ်မိသွားမယ်ပေါ့နော်မမမေးထားကြတော့ဒီဘီမီကနေပြီးတော့ထွက်တဲ့ skin care တစ်ဆက်ကရောအစီပြန်တဲ့တွေသုံးလို့ရလားတင်းတိတ်သမားတွေသုံးလို့ရလားလို့မေးထားပါတော့เนาะအဲ့တော့ဒီဇရာကိုပြန်ကြည့်လိုက်ပါတော့နေတို့ရဲ့ဒီဘီမီကနေပြီးတော့ထွက်ထားတဲ့ skin care နဲ့ cosmetic တွေဒီအစီပြန်တဲ့သူတွေအသား6တဲ့သူတွေတင်းတိတ်သမားတွေအတွက်အထူးထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ ingredient တွေအမသုံးတဲ့ ingredient တွေအကုန်ပါတယ်အဲ့တော့ဒီအများနဲ့ပြောလို့ပဲတစ်မျိုးတည်းသုံးလို့ရလားဆိုတော့တစ်မျိုးတည်းသုံးလို့မရဘူးအခုဒီလိုမျိုးလေးပေါ့နော်သူရဲ့ routine အလိုက်လေးပေါ့နော်အဆက်လိုက်လေးသုံးပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အာနေတင်ထိရောက်တယ်ပို့ပြီးတော့မြန်မြန် result ရရပေါ့နော်နေတို့ဒီ BM ကနေထွက်တဲ့ cleanser လေးက BH ရှိပါတယ်เนาะ toner ထဲမှာ BH ရှိပါတယ်အဲ့ဒီ BH ကဒီချွေးပေါက်ကြတဲ့အဆီတွေအညစ်အကြေးတွေဖယ်ရှားပေးဖို့အတွက်ပေါ့နော်နောက်ထပ်လိမ့်မ skin care တွေကိုစုပ်ယူမှုအားကောင်းအောင်အတွက်ဒီ BH ကိုသုံးထားပါပေါ့နော်အဲ့တော့ဒီ BM ကထွက်တဲ့ cleanser ရဲ့ toner ရဲ့အမားတို့အဆီပြန်တဲ့သူတင်းတိတ်တွေအတွက်တင့်တော်ဆုံးပဲနောက်ပြီးလို့ရှိရင် serum ပေါ့နော် serum ဆိုလို့ရှိရင်လည်းniacinamide 10% ပါဝင်တယ်အဲ့တော့အမားတို့အဆီပြန်တဲ့သူတွေတင်းတိတ်ရှိတဲ့သူတွေကဒီ niacinamide 2% နေပြီးတော့ 10% ထိသုံးလို့ရတယ်เนาะဟိုကတင်းတိတ်လည်းရှိနေအစီလည်းပြတ်နေဆိုတော့ niacinamide 10% ကိုသုံးလို့ရတယ်အသက်အရွယ်30ကျော်ဖြစ်တဲ့အတွက်ကြောင့်မလို့ niacinamide 10% ကလည်းသုံးလို့ရပြီကအစီပြန်တဲ့သူတွေက niacinamide ပဲဒီ serum ထဲမှာဆိုရင် niacinamide 10% ထိပါဝင်တယ်เนาะ 10% ထိပါဝင်တဲ့အတွက်ကြောင့်မလို့အစီပြန်တဲ့သူတွေတင်းတိတ်သမားတွေအတွက်လုံးဝတင့်တော်ဆုံးပဲပေါ့နော်အဲ့တော့အစီပြန်တင်းတိတ်သမားတွေအတွက်အခုပြောတော့3မျိုးရှိတယ်နောက်တစ်ခုက moisturizer ပေါ့နော်အခုဒီ BM ကနေထွက်ထားတဲ့ moisturizer ဆိုလို့ရှိရင်လည်းအစီပြန်တင်းတိတ်သမားတွေအတွက်ဖြစ်တဲ့အတွက်ကြောင့်လုံးဝ oil free ပေါ့နော် oil free အစီမပါဘူးပေါ့နော်ရေဓာတ်ကိုအပြည့်အဝဖြည့်ပြီးတဲ့ဆာရာမိုင်းနဲ့လောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝသုံးလို့ရတယ်ပေါ့နော်နောက်ပြီးလို့ရှိရင် sunscreen ပေါ့နော် sunscreen ကတော့မဖြစ်မနေသုံးရမယ်ဒီ sunscreen ထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလိုအပ်တဲ့ ingredient လေးပေါ့နော် niacinamide တို့ alpha arbutin တို့ပေါ့နော်ဒီ sunscreen ကောက်ွယ်ပေးမဲ့ ingredient လေးတွေပေါ့နော်ဒါတွေအပြည့်အဝထည့်ထားတယ်မှာဒီ sunscreen လေးကလိမ့်မယ်ဆိုရင်တော့မှတင်းတိတ်မဲ့ကြောင့်အမဲဆက်တွေတက်တာစီရဲ့ဒီလိုအစီပြန်တင်းတိတ်တွေကဒီ BM ကနေထွက်တဲ့ skin care 4မျိုးတစ်ဆက်5မျိုးတစ်ဆက်ကိုသုံးလို့ရတယ်ဆိုတာဘာကြောင့်သုံးလို့ရတယ်ဆိုတော့ဒီလိုလူတွေအတွက်ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို ingredient တွေပါတယ်ဒီလို ingredient တွေပါတော့ဒီလိုလူတွေနဲ့အထူးတင့်တော်တယ်အခုဒါကိုစမ်းပြီးတော့သုံးတော့မယ်ဆိုလို့ရှိရင်စိတ်ရှည်ပါတကယ် skin care assessment တွေဆိုတာက4ပတ်ကနေပြီးတော့5ပတ်ကနေ8ပတ်ထိသူ့ရဲ့ result ကိုစောင့်ရတယ်ကွာအနည်းဆုံးတော့ဒီတစ်ဆက်ကိုကုန်အောင်သုံးပြီးတော့စမ်းကြည့်လိုက်ပြီးပြီဆိုလို့ရှိရင်နည်းနည်းကိုလာပြီးတော့ review ပေးနော်အကယ်၍ဝက်ချန်သမားဆိုရင်ညီတို့ကဒီ BM ကိုလုံးဝမသုံးခိုင်းဘူးနော်ဝက်ချန်သမားဆိုတာဟော်မုန်းဝက်ချန်တွေပေါ့နော်ပြီးလို့ရှိရင်ဟို steroid ထိထားဝက်ချန်ပလက်ပစ်တွေဆိုရင်ညီတို့ product ကိုလုံးဝပေးမသုံးဘူးပေါ့အဲ့တော့ဒါကအစီပြန်တင်းတိတ်သမားရေမို့လို့ညီတို့ကလုံးဝ100%တော့အာမခံပြီးတော့ပေးသုံးခြင်းပဲဖြစ်ပါတယ်အဲ့တော့စိတ်ချလက်ချသုံးနိုင်ပါတယ်ရှင်မြန်မာ FDA Thai FDA ရရှိပြီးတော့မြန်မာနိုင်ငံတွင်းကိုတရားဝင်သွင်းကုန်လာခြင်းနဲ့စနစ်တကျတင်သွင်းဖြန့်ချိတဲ့ brand လေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချလက်ချသုံးနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်